Hello everyone, Yuki ပဲဖြစ်ပါတယ်ရှင် Yuki ဒီနေ့မှာတော့ပေါ့နော် fan လေးတယောက်တောင်းဆိုထားတဲ့ Sammy Tower လေးကိုခွင့်ပြုပေးတာဖြစ်ပါတယ်။ဒီဟာလေးကကြတော့ fan လေးတယောက်တောင်းဆိုထားလို့ Yuki ခွင့်ပြုပေးတာဖြစ်ပါတယ်။နောက်ပြီးဟိုပေါ့နော် Babadi Tower ကြီးလည်းခုံခိုင်းထားတာရှိပါတယ်။ Yuki ကပေါ့နော်Babadi ကပြောအောင်စီ Pink Tower ကြီးလည်းခုံခိုင်းထားတယ်ပေါ့နော် Pink Tower Yuki ခွင့်ပြုထားပါတယ်။အဲဒါကြောင့်မို့ပြန်ကြည့်ကြည့်ပါလို့ပြောချင်ပါတယ်။ Yuki လိမ့်နေပါတယ်မချပေးထားတော့ဘူးပေါ့နော်။ပြန်ချကြည့်ပေါ့နော်။ Yuki ကပေါ့နော် YouTube ပေါ်မှာဘာလို့မပေါ်လာလဲဆိုတော့မပေါ်လာတာမဟုတ်ပါဘူး Yuki YouTube ကတော့ကျောင်းတွေလည်းဖွင့်နေပြီဆိုတော့ Yuki ကစနေတနင်္ဂနွေတိုင်းတင်မိမယ်လို့စတာပြောထားပါတယ်ဟုတ်ပါတယ်စနေတနင်္ဂနွေတိုင်းမတင်မိရပါတယ်ဒါပေမဲ့တနင်္ဂနွေနေ့က Yuki ပေါ့နော်ဟိုအဖြစ်တနင်္ဂနွေနေ့က Yuki မတင်မိလိုက်ဘူးပေါ့နော်မအားလို့ပါအခုဒီနေ့တနင်္လာနေ့မှာ Yuki တင်မိလိုက်ပါတယ်အဲဒါကြောင့်တနင်္လာပေါ့နော် Okay တော့ပါမယ်ဒါကြတော့fan လေးတယောက်တောင်းဆိုထားလို့ပါလို့တောင်းဆိုထားတာတွေကများလို့ပေါ့နော် Yuki အဲ့ဒါကြောင့်မလို့စောင့်နိုင်မှာတောင်းဆိုကြပါပေါ့နော်မစောင့်နိုင်တောင်းဆိုကြပါနဲ့ပေါ့နော်နည်းနည်းတော့ကြာတယ်ပေါ့နော်ခါနေအောင်ကောင်းရင်းထက်တော့မလုပ်ပါနဲ့လို့တောင်းမှန်ပါတယ်လို့တွားတော့လို့ Okay တွားပြီဟေးဘယ်လိုဖြစ်လို့ပျောက်သွားတာတော့ကျေးဇူးရအောင်တင်ပါတယ်ဘယ်လိုဖြစ်လို့ပျောက်သွားမလဲမသိပါဘူးဒါလို့အနောက်ကဒီမှာပါလဲမသိဘူးကြည့်မယ်အေးချော်တော့သွားတာရေခဲကြီးလားမသိဘူးနော်ဟုတ်လားရေခဲလားဟုတ်နော်ဟုတ်တော့မယ်ပါဒါရကြတော့90ရာထောင်တော့9500ကြာဦးစီဒီကွန်ရမယ်9000ကြာဒီကွန်ရမယ်2500ကြာဒီကွန်ရမယ်ပေါ့နော်မှားရတောင်းမှလာတယ်မင်းတို့ကလည်းရင်းနေမထဲနဲ့လို့ငါပဲထွက်ပဲသူများတို့ကပြောတာကိုပဲရိုက်ခံရတယ်တော်ပြီမင်းတို့ငါနိုင်ကျင်အောင်မင်းလည်းငါ့ကိုလာမကျင်နဲ့လားတရားပဲပြန်ခေါ်မယ်ဘလို့တော့ချပါလဲမကျင်နဲ့ဘူးပြန်ခုံမယ်လားဟိုမှာရှိသေးလားမရှိတော့ဘူးနော်တက်ခါတော့တွားကြည့်မလား Let's go ဒါကြတော့ဒီ game ကိုတီးနေတဲ့လူလားဒါမှမဝင်နိုင်ရသွားရလူလားစာလည်းမမြင်ရအောင် Top Quest player ရေပေါ့နော်ဝင်ပထမစုကျင်ဘလာရှင်းနေဟဲ့ဟိုကောင်ရတာတော့ငါကြပါဟင်းတော့ပါမယ် Okay အရှိရနေဖြည်းဖြည်းချင်းညီတွားပါမလို့ကြပါနဲ့ကျွန်မနောက်ကနေတောင်းမှပါတယ် go ရော့ကွာတစ်စင်မီ Okay ဒါဟိုကြားရထင်တယ်နော်ကြားရထင်တာပဲ Okay ဆက်သွားပါမယ် Okay သွားပါမယ် Okay ဒါကလေခဏခဏပေးတာပတ်စံနေအများကြီးရ1000ရသွားတာ1000လား1000လား1000เนาะ Okay အနောက်ကတန်လေးစဉ္ညာသွားရလဲတောင်းမှပါတယ် Okay အားလုံးပဲပေါ့နော် Yuki ကပေါ့နော်ဒီပေါ့နော်ဆော့တီနေတဲ့တာဝါလေးရှီမန်းကလို့ပြောမှန်ပါတယ်ဒါပေမဲ့စောင့်နိုင်မှရပါမယ်မစောင့်နိုင်ရောမရပါဘူးမမပေါ့နော်မမခုံခိုင်းထားတာမခုံပေးဘူးလားအဲ့လိုမျိုးကြီးမပြောပါနဲ့ Yuki ကခုံပေးပါမယ်ဒါပေမဲ့တော့စောင့်ပေးကြပါပေါ့နော် Okay အရှိရတဲ့ယောက်ကပြီးတော့သွားမယ် Okay ရပြီYuki ကလေစကားတခုလည်းမ Okay နဲ့တော့မတက်တော့ပါဘူး Yuki ဗီဒီယိုတွေကိုကြည့်နေကြတဲ့လူတွေသိမှာလို့ပေါ့နော် Okay နဲ့တော့မတက်တော့ပါဘူး Yuki YouTube ပေါ်လာလဲတောင်းမှန်ပါတယ်ပေါ့နော် Yuki မအားလို့ပါတော့ဒီရက်ပိုင်းပေါ့နော်အဲအကြောင်းမလို့ပါ Yuki ရဲ့ fan လေး Yuki မေ့သွားကြပြီလားလို့ Yuki ထင်ပါတယ်မေ့သွားကြပြီလို့ထင်တာပဲနော် comment တွေပါလဲတိတ်ပြီးမတွေ့ကြတော့ဘူးပေါ့နော်ကြာပါပြီဝေးဘယ်လိုဖြစ်လို့ကြာသွားလို့ငါဒီလောက်ကြီးကောင်းခေါ်တာ Okay fuse တွေဘာပဲဒီတာပါလားမသိခုံပြရအောင်ဟုတ်လားမသိပင့်တာက Yuki ခုမြတ်ထားပါတယ်ပြန်ကြည့်ကြည့်ပါပေါ့နော် Yuki လိမ့်နေပိုင်းမချပြီးတော့ပါဘူး
ကြာပါပြီမကြဘူးလေကျေးဇူးရအောင်တင်ပါတယ်လို့အော်ဖုံးချလိုက်တော့မယ်တော့ပါစိတ်မရှိတော့ပါဒီမှာအရန်ကိုစိတ်မရှိပါအားလုံးပဲပေါ့နော်ဒီနေ့ဗီဒီယိုလေးရတယ်ဒီလောက်ပါပဲဒီနေ့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and subscribe လေးလုပ်ပေးကြပါဦးအားလုံးပြချင်ပါတယ်အားလုံးပဲ bye bye